ဒီကောင်ကြီးတွေမှာပါတဲ့အင်ဂျင်က3စက္ကန့်လောက်ပဲခံတယ်ဒီနေ့တော့ Dragster အကြောင်းပြောပြမယ်ဗီဒီယိုတွေကကောင်ကြီးတွေကို Top Few Dragster လို့ခေါ်တယ်ဒီ Dragster ကြီးနဲ့ပတ်သက်တဲ့တင်ချကင်းကနအားလုံးကိုကြားရရင်ခင်ဗျားတို့လုံးဝအံ့အားသင့်သွားမှာ Top Few Dragster တွေကရက်ထာယာကနေအမြန်နှုန်းကီလို160ကိုရောက်ဖို့3.8စက္ကန့်ပဲလိုတယ်တာထွက်ပြီး3စက္ကန့်ခွဲဝန်းကျင်မှာဒီကောင်ရဲ့အမြန်နှုန်းက900ကီလိုမီတာကိုကျော်သွားပြီ Top Few Dragster တွေကကမ္ဘာပေါ်မှာ acceleration လို့ခေါ်တဲ့အရှိန်တင်ရအမြန်ဆုံးယဉ်နေပဲမောင်းတဲ့ driver တွေကလည်း jet ရင်မောင်းတဲ့ pilot တွေလိုမျိုး G-force ကိုခံစားရတယ်အမြန်ဆုံး Dragster တွေမှာဆိုရင်မောင်းနေတဲ့လူက 8G အထိအောင်ခံစားရတယ်လို့ပြောတယ်သူတို့တွေပြိုင်မောင်းကြတဲ့မြင်းပြောင်လမ်းကြောင်းလေးကပေ1000ဝန်းကျင်လောက်ပဲရှိတယ်ဒါလောက်မြန်တဲ့ Dragster မှာတက်ထားတဲ့ engine ကအရင်ကြီးနီးပညာအရာရှေ့ရောက်လွန်းတဲ့ Formula 1 ကားတွေက engine လိုပဲလားလို့ထင်မိမယ်ဆိုရင်တော့လုံးဝမှားပါလိမ့်မယ် Dragster မှာတုံးထားတဲ့ engine က1950ခုလောက်ကထွက်ခဲ့တဲ့ Chrysler ရဲ့ V8 engine ပေါ်ကိုအခြေခံထားတာလို့ပြောလို့ရတယ်ဒီ V8 Hemi engine တွေကအရန်ကိုရိုးရှင်းပြီးတော့ piston တစ်လုံးမှာဘားနှစ်ပွင့်ပဲပါမယ် timing chain တွေပါမနေပဲနဲ့ဘားတွေရဲ့အဖွင့်ပိတ်ကိုတော့ push rod နဲ့ပဲအလုပ်လုပ်ကြတယ် engine displacement ကိုတော့ 8200cc မှာပဲ limit လုပ်ထားတယ်ဒါပေမဲ့ Chrysler ရဲ့ engine ပေါ်မှာပဲအခြေခံထားရလို့ပြောတာ Chrysler engine ကြီးကိုယူသုံးထားတာမျိုးလုံးဝမဟုတ်ဘူးသူ့ကိုတာမန်တမေဦးချကားရလိုမျိုးဓာတ်ဆီထည့်ပြီးတော့မောင်းရတာမျိုးမဟုတ်ဘဲနဲ့ nitromethane ကိုထည့်ပြီးတော့မောင်းနေကြရတာဒီ engine ရဲ့လေးပါအကုန်မှာ nitromethane တကားလန်ခွဲလောက်ကိုတစ်စက္ကန့်ချင်းစီမှာစားတယ်ဗျအဲ့ဒါက Boeing 747 လေယာဉ်ကြီးရဲ့လေးပေါ်မှာပြန်နေချိန်စားတဲ့စီစားနှုန်းနဲ့အတူတူသွားတူတယ်3စက္ကန့်ပဲခံတဲ့ engine မှာ2စက္ကန့်လောက်မောင်းပြီးသွားတာနဲ့သူ့ရဲ့ပလက်တွေက electrode တွေအကုန်အရေးပြောသွားလိမ့်ရှိတယ်ကျန်တဲ့စက္ကန့်ပိုင်းမှာ engine ကဆက်ပြီးတော့လဲနေရဆိုတာကဒီ engine ရဲ့ညင်မားလာတဲ့ compression ratio ကြောင့် diesel engine တွေအတိုင်းပဲ auto ignition ဖြစ်ပြီးတော့လက်ပတ်နေရရဲ့အခုချိန်ညင်မားလာတဲ့ exhaust ဘားကြောင့်ရဲ့မီးပေါက်စရာပလက်မရှိဘဲနဲ့ engine ကဆက်ပြီးတော့လက်ပတ်နေရပေါ့ဗျာဒါပေမဲ့ဒါကလည်းစက္ကန့်ပိုင်းမှာဆက်လေတော့တာပါအဲ့ဒီမီးပေါက်စေတဲ့ exhaust ဘားရဲ့အပူချိန်က960 degree celsius လောက်ရှိကြတယ်ပြီးတော့ top fuel Dragster တွေမှာတုံးထားတဲ့ supercharge ကအရန်ကို powerful ဖြစ်လွန်းတယ်လေထုအများကြီးကို pressure များများနဲ့တွန်းပို့နိုင်တဲ့အတွက်ကြောင့်မလို့ဒီ supercharge မှာကို resistance တွေကအများကြီးရှိတယ်အဲ့ဒီ blower type supercharger ကြီးကနေ boost ရအောင်လက်ပတ်ဖို့ရင်မြင်းကောင်ရေက900ကနေ900ကျတော့လိုအပ်တယ်ဒါတော့မှအဲ့ဒီ blower ကြီးကိုလှည့်ဖို့တပည့်နော်ကြောက်ခဲကိုရင်းညစ်တယ်လို့ performance ကိုညှစ်ထုတ်ထားတဲ့အတွက်ကြောင့်မလို့ဒီ engine ကြီးရဲ့တစ်ဖက်မှာလည်းပေးဆက်လိုက်ရတာတွေအများကြီးရှိတယ်တာထွက်ပြီးတော့လေးပါကုံပေးပြီးဆိုတာနဲ့ engine ကအပတ်ရေ940လောက်လဲပြီးရနဲ့ကန့်သွားပြီဒီ Dragster ကြီးတွေမှာပါတဲ့ engine ကလေးပါအကုန်မှာဆိုရင်အပတ်ရေ9500တောင်လဲတယ်ဒါကြောင့်ကျွန်တော်တို့ကစက္ကန့်60နဲ့စားမယ်ဆိုရင်တစ်စက္ကန့်ချင်းစီမှာအပတ်ရေ168ပတ်လောက်တောင်လဲတယ်အပတ်ရေ940ဝန်းကျင်မှာ engine ကလစ်သွားပြီဆိုတော့အဲ့ဒီ940စက္ကန့်ကို168နဲ့စားတဲ့အခါ engine က3.2စက္ကန့်လောက်ပဲလဲပတ်တာကိုတွေ့ရလိမ့်မယ်ဒီ engine ရဲ့ power output ကလည်းမြင်းကောင်ရေ11000ကနေ12000တချို့ကောင်နေဆိုရင်14000ထိအောင်မှထွက်ကြတာကိုတော်တော်လေးကျန်းနေထက်ပါတယ်ထူးခြားချက်တစ်ခုအနေနဲ့ကဒီ engine မှာက gear box လုံးဝမပါဘူးပါရင်လည်းဒီကောင်ရဲ့ရုတ်တရက်ထွက်လာတဲ့ short load ကိုခံနိုင်မှာမဟုတ်ဘူး engine ရဲ့နောက်ပိုင်းကြားထဲမှာ gear box အစားကလပ်အောင်တစ်ခုပဲပါမယ်အဲ့ဒီကလပ်ချိတ်တာနဲ့ကားရှေ့ကိုပြေးယူပေါ့ဗျာကလပ်ပြားတွေကအမြဲတမ်းတော့အပြေးဝါကြီးချိတ်ပြီးမနေဘူးကားရဲ့အမြန်နှုန်းကကီလို300နားကိုရောက်ခန့်နေကြမှာကလပ်ကလုံးလုံးအပြေးဝါချိတ်ဆက်သွားတယ်လို့ပြောလို့ရတယ်တစ်ခါပြိုင်ပြီးတိုင်းမှာလည်း engineer တွေက engine ကိုတစားစီဖြုတ်ပြီးတော့တနာရီအတွင်း ready ဖြစ်အောင်လို့ပြန်လုပ်ရလေးရှိတယ်ဒါနဲ့သူတို့ကဘာလို့ nitromethane ကိုပဲအသုံးပြုကြတာလဲတကယ်တော့ top fuel ဆိုပြီးတော့နာမည်ရတာက nitromethane ကိုအသုံးပြုတာကြောင့်လည်းပါတယ် nitromethane ကိုနိုင်ငံတကာမှာတော့ mono fuel ဆိုပြီးတော့ခေါ်ကြတယ်သမယူကျလောင်စာကြီးနဲ့မတူဘဲနဲ့ nitromethane မှာကသူ့ကိုယ်ပိုင် oxygen တွေပါလာတယ်ပြောချင်တာကလောင်ကျွမ်းပေါက်ကွဲဖို့အတွက် oxygen ကသူ့ကိုယ်တိုင်မှာပါပြီးသားအဓိကဓာတ်ဆီနဲ့ကွာခြားသွားတာကအဲ့ဒါပဲဗျဓာတ်ဆီမှာဆိုရင် complete burning ဖြစ်ဖို့အတွက်ဆီလေအချိုးက1အချိုး12ကနေ1အချိုး14ထီအောင်မှရှိရတယ် nitromethane ရဲ့အချိုးကကြတော့အန်အောကိုကောင်းတယ်လေက 1.8 ဆ nitromethane က1ဆအဲ့လိုပဲလိုအပ်တယ် nitromethane မှာကလောင်ကျွမ်းမှုလိုအပ်တဲ့ oxygen တွေအားလုံးကို double ထက်တည်လာပြီးသားကို slow burning gas ဖြစ်လို့အပြေးဝလောင်ကျွမ်းမသွားတဲ့ nitromethane တွေကတော့ exhaust ပေါက်ကနေပြန်ထွက်လာလေးရှိတယ်ပိုအန်အောကိုကောင်းတာတစ်ခုက top fuel Dragster တွေရဲ့ engine က aluminum တုံးကြီးတုံးကို engine ဖြစ်အောင်လို့ CNC machine တွေနဲ့ဖန်တီးထားတာဗျဒီ engine မှာက cooling system လုံးဝမပါဘူးရေတိုင်ကြီးလည်းမပါဘူးစီနဲ့လည်းလုံးဝအေးမခံဘူးလောင်စာအနေနဲ့အသုံးပြုတဲ့ nitromethane ကဒါ piston ရဲ့မျက်နှာပြင်တွေ compression chamber နဲ့ဘားရဲ့မျက်နှာပြင်တွေကိုအေးအောင်လို့တစ်ခါတည်းဖန်တီးပေးတာ engine ရဲ့ camshaft တွေကိုတော့တံမတိစစ်နဲ့ပြုတ်လုပ်ထားပြီးတော့ connecting တွေကတော့ forged aluminum ကိုအသုံးပြုထားတယ် compression chamber ထဲမှာရှိတဲ့ pressure ကအလွန်ကိုပြင်းထန်ပြီးတော့13000 psi လောက်အထိရှိ
ရှိလို့ပွဲအနေငယ်လောက်မောင်းပီယာနဲ့အဲ့ဒီ connecting တွေကပိုးပြီးတော့တိုးသွားလိမ့်ရှိတယ်ဗျအပေါ်ကစောင့်ချတဲ့တန်းကြောင့်ပေါ့ဗျာဒါကြောင့် compression ratio ကလည်းလိုက်ပြီးတော့နှိမ့်သွားလို့ပွဲ10ပွဲကနေ12ပွဲဝန်းကျင်ရောက်တိုင်း connecting အသစ်ကိုသူတို့ကလဲလှည့်အသုံးပြုလိမ့်ရှိတယ် connecting နဲ့ဆက်ဆက်နေတဲ့ bearing ကိုတော့တပွဲပြီးတိုင်းတစ်ခါလဲတယ်တစ်စက္ကန့်တိုင်းမှာတကားလန်ခွဲလောက်စားနေတဲ့လောင်စာကိုရောသူတို့ဘယ်လိုပေးဖို့လဲသိချင်လားနှစ်လက်မခွဲလောက်တုတ်တဲ့ fuel line ကြီးနဲ့ nitromethane တွေကိုကျွေးတယ်ပေါ့ဗျာအဲ့ဒီ nitromethane တွေကိုတွန်းပေးတဲ့ pump ရဲ့ pressure က900 psi လောက်ရှိတယ်ပြောရရင်တော့ top fuel thruster တွေကလုံးဝ beyond the limit လောက်ထားတဲ့ mission တွေလို့ပြောလို့ရတယ်သူ့မှာပါတဲ့ plate တွေကိုမိပေါက်ဖို့အတွက်သုံးထားတဲ့ coin တွေဆိုရင် plate တစ်လုံးချင်းစီတိုင်းအတွက်44 amp နောင်ထုတ်ပေးတာဆိုတော့ boring စော်တဲ့ set အသေးစားလေးရဲ့ထွက်လာတဲ့ amp အတိုင်းပဲဗျကိုလူတွေရောဒီလိုပြိုင်ပွဲတွေကိုသဘောကျရဲ့လားအားပေးကြင်ကြရဲ့လားကျွန်တော်ကတော့ဘ ഹു တုဒအနေနဲ့တင်ပေးတာမျိုးဖြစ်ပါတယ်ဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲခင်ဗျာ